ချိန်ကုန်လို့နေ့အချိန်ရောက်လို့နေတော့ကြောင်းအိပ်ပျော်ရမှနိုးတော်လို့ပြောတယ်ဒီကာလအချိန်ကိုကျွန်တော်ကြည့်ပါကျွန်တော်ရဲ့နေ့ရက်တွေကိုရည်တွက်ကြည့်မကြာခင်မဲ့ကဘာစစ်မီးကတောက်လောင်တော့မလို့နော်ကဘာယောဂါကပ်ဘေးကြီးကလည်းကျွန်တော်ကြုံခဲ့ပြီး2နှစ်ရှိပြီမပြီးသေးဘူးနော်ဘယ်ချိန်မှဒီထက်ဆိုးတဲ့ယောဂါထပ်ပေါ်လာအောင်လည်းမသိဘူးဒါကျွန်တော်ဟိုတော့ဆိုရင်ပါလဲကျက်နဲ့တုတ်ကွေးကနေစားနော်ကျက်နဲ့တုတ်ကွေးဝက်တုတ်ကွေးအဲ့လိုမျိုးတွေကနေလာလိုက်တာ 85N1 လားအဲ့ကနေလာလိုက်တာအခုကနော် COVID-19 ဆိုတော့ဘာလာအောင်လဲမသိဘူးကောင်းဖို့တဲ့ဆိုးဖို့ကပိုသေးချာနော်တကယ်ရှော့ပြောတယ်တင်းမောတဖန်းပင်ရွတ်နှုခတ်ဝေပြီဆိုရင်တဲ့ငါပြန်လာဖို့အချိန်ပြီးပြီဆိုတာကိုသိပါလို့ပြောတယ်နမိတ်လက္ခဏာတွေကိုမြင်လာရပြီဆိုလို့ရှိရင်တခင်ပြန်လာဖို့အချိန်တိတ်နေပြီဆိုတာကိုသိရအဲ့တော့ဒီမှာနေ့အချိန်ညအချိန်ကုန်လို့နေ့အချိန်ရောက်လို့ပြီကျွန်တော်တို့အချိန်တွေကရန်နီးကပ်နေပြီကျွန်တော်နေ့ရက်တွေကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့တွေကအိတ်နေဖို့ရန်အတွက်အချိန်မဟုတ်တော့ဘူးကျွန်တော်နိုးထားဖို့ရန်အတွက်အချိန်တန်ပြီကျွန်တော်နေ့ရက်အချိန်ရှိတဲ့အချိန်မှာလောက်ရမယ့်အရာတွေလောက်ဖို့ရန်အတွက်ကျွန်တော်နိုးထားဖို့ရန်အတွက်အချိန်တန်ပြီဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်တယ်ဒီနေ့အိတ်တော်ရဲ့အချိန်ကနေကျွန်တော်နိုးထားဖို့ရန်အတွက်အချိန်တန်ပြီကျွန်တော်ထွက်ပြေးဖို့နဲ့အိတ်နေဖို့ရန်အတွက်စိတ်ကူးဖို့အချိန်မဟုတ်တော့ဘူးနော်အချိန်ကတိတ်မရှိတော့ဘူးအချိန်တိတ်မရှိတော့ဖခင်အတွက်တင်အလုံးလုံးမဲ့အချိန်တိတ်မရှိတော့ဘာကြောင့်ကျွန်တော်အိပ်ပျော်ပြီးအချိန်တွေဖြုံးနေမှာလဲနော်ဘာကြောင့်ထွက်ပြေးတဲ့အချိန်တွေကိုကုန်စီမှာလဲဒီဖခင်ခိုင်းတဲ့အလုပ်ကိုကျွန်တော်လုပ်ဖို့ရန်အတွက်အိပ်ပျော်ရာကနေနိုးဖို့ရန်အတွက်ကျွန်တော်အနေနဲ့ပြောချင်ကျွန်တော်တွေကယောနာဆိုလို့ရှိရင်ဘာပြောလဲယောနာမဖြစ်စေနဲ့လို့ပြောရနော်ဆိုတော့ဒုက္ခရောက်ပြီးမှဘုရားသခင်စီကိုပြန်လဲတဲ့အခြေအနေမျိုးကိုပြောတာဖြစ်တယ်တော့ဒုက္ခမရောက်ခင်မှာဘုရားတို့ပြန်လဲရင်ပုံမကောင်းလားကောင်းလေဘုရားကဘာနဲ့ပြောလဲငါမေတ္တာနဲ့မင်းကိုခေါ်တယ်မေတ္တာနဲ့ခေါ်လို့မှမရရင်ဘာနဲ့လာမလဲနှင်တန်နဲ့လာမယ်ငါစကားနဲ့ပြောမယ်ပြောလို့မရရင်ဒုံးနဲ့လာမယ်လို့ပြောတာငါစကားနဲ့ပြောလို့မရရင်ဒုံးနဲ့လာမယ်လို့ကျမ်းစာမှာအဲ့လိုပဲပြောတယ်နော်ယောနာလည်းအဲ့လိုပုံစံဒုံးနဲ့ခေါ်တာဖြစ်မှာပေါ့အေးချစ်တော်ညီကိုမောင်မတို့ကျွန်တော်ရဲ့အခြေအနေနီးနေပြီလို့ဘုရားရဲ့အလိုတော်ထဲမှာဘုရားခိုင်းတာကိုလုပ်ဖို့ရန်အတွက်အသက်တာကိုပြင်ဆင်ကြရအောင်နိနေဝေမြို့